လက်ပြန်ကအစ္စလမ်ဘာသာဝင်တွေရဲ့ဥပုပ်စတော်မယ်ပေါ့လေဒီလိုမျိုးဥပုပ်မစခင်မှာဆိုရင်ဒီစီးကြိုရှိရသူတွေစီးကြိုစေးကိုပုံမှန်တောက်နေရတဲ့ဒီအစ္စလမ်ဘာသာဝင်တွေအနေနဲ့ဒီဥပုပ်အချိန်ကာလမှာတေချာလေးလာထားတဲ့တေချာဂရုစိုက်တဲ့အခြေအနေရှိရပေါ့လေကျွန်တော်တို့ဒီစီးကြိုနဲ့ပတ်သက်တဲ့စာအုပ်တွေမှာလည်းဒီ Ramadan ဆိုတဲ့ဒီ session အမြင်နဲ့ပါရပေါ့လေဒီဥပုပ်ဆောင်မဲ့သူတွေအစ္စလမ်ဘာသာဝင်တွေအတွက်ဆိုပြီးတီးတံကိုထည့်ရေးပြီးတာဘာဖြစ်လဲဆိုတော့သူ့ဥပုပ်ကမနက်နေထွက်တဲ့အချိန်ရယ်ညနေပိုင်းနေဝင်တဲ့အချိန်ရယ်ကဒီကာလကကျွန်တော်ဥပုပ်ကာလဖြစ်တယ်ပေါ့လေအဲ့အချိန်မှာဆိုရင်စီးကြိုစိတ်တွေရုပ်တရက်ကြီးကောက်တက်သွားတာမျိုးတွေစီးကြိုစိတ်တွေတားထိုးကြပြီးတော့မှအသက်အန္တရာယ်ကနေကာဝယ်ရအောင်လို့ဆိုပြီးတော့မှဒီ guideline တွေမှာအမြဲတမ်းကိုထည့်ထည့်ကြည့်ရတဲ့ session ဖြစ်တယ်ပေါ့လေဒီနေ့မှာတော့အစ္စလမ်ဘာသာဝင်တွေစီးကြိုသမားတွေဥပုပ်သတင်းကာလကိုဘယ်လိုမျိုးကြီးဖြတ်သန်းတင်တယ်လဲဒီမဝင်ခင်မှာဆရာဝန်နဲ့သေချာဘယ်လိုမျိုးကြီးဆွေးနွေးတင်တယ်ဆိုတာနဲ့ပတ်သက်ပြီးကျမကြီးဘုရားရအောင်ညှောက်ပေးပါမယ်ကျွန်တော်အစ္စလမ်ဘာသာဝင်တွေဥပုပ်ဆောင်တဲ့ပုံစံကမနက်ခင်းမှာနေထွက်လာပြီးတော့ညနေပိုင်းနေဝင်သွားတဲ့အချိန်ကြီးဟာသူ့ရဲ့ဥပုပ်သတင်းကာလဖြစ်တယ်ပေါ့လေဒီကာလအတွင်းမှာသူကအစာလည်းလုံးဝမစားရဘူးရေလည်းလုံးဝမတောက်ရဘူးပေါ့လေဒီချိန်မှာဆိုရင်ကျွန်တော်စီးကြိုဈေးတောက်နေရတဲ့သူတွေစီးကြိုဝေဒနာရှင်တွေကစီးကြိုတအားကိုပြုတ်ကြတာမျိုးတွေပြီးတော့ညနေဘက်တွေမှာဒီနေဝင်သွားတဲ့အချိန်မှာအစာအရန်စားလိုက်လို့ရှိရင်စီးကြိုတွေတအားကြီးစောင့်တက်သွားရဲဆိုတာပြဿနာကြုံတွေ့ရတယ်။ဒါကြောင့်မို့ကျွန်တော်ကအဓိကကစီးကြိုဈေးရမှာဆိုဘာကြီးပါလဲဆိုရင်အင်ဆူလင်ထိုးရတဲ့သူတွေအဓိကဂရုစိုက်ရတယ်။နောက်တစ်ခုကအစာမစားခင်ကြိုပြီးမှတောက်ရရဲ့စီးကြိုဈေးတွေဂလိကလဆိုင်အုပ်စုတွေပေါ့ဗျာဒီလိုအုပ်စုနှစ်ခုကိုအမြဲတမ်းသုံးဆွဲနေရတဲ့စီးကြိုသမားတွေတေချာဂရုစိုက်တယ်။ဘာဖြစ်လဲဆိုတော့ဒီကောင်ကစီးကြိုရုပ်တရက်ကြီးဆွဲချတယ်တဲ့ဒီဆေးတွေတောက်ပြီးတော့မှအစာမစားမိဘူးဆိုရင်ကျွန်တော်ကလူနာကိုဒုက္ခရောက်သွားတယ်ပေါ့လေ။ဒါကြောင့်မို့ဒီလိုဆေးတွေတောက်နေရတဲ့သူတွေအင်ဆူလင်ထိုးရတဲ့သူတွေဆိုရင်ဒီဥပုပ်မစောင့်နေခင်မှာဒီဆေးတွေကိုဘယ်လိုမျိုးတောက်ရမလဲဘယ်လိုမျိုးတွေအပြောင်းလဲလုပ်ရမလဲဆိုတာသေချာဆရာဝန်နဲ့တိုင်ပင်သင့်တယ်ကျွန်တော်ကတော့ဒီလိုမျိုးဆေးတွေကိုအပြောင်းလဲကိုလုပ်ပြရတယ်ဥပမာမနက်ခင်းဆိုသူကအစာမစားရတော့ဘူးအဲ့ချိန်မှာဒီဆေးတွေတွတ်တိုင်လိုက်ရင်လူနာကဟိုက်ပိုရပြီးတော့မှတတိလက်သွားမျိုးတွေချွေးစီပြန်လာမျိုးတွေဖြစ်နိုင်တယ်အဲ့လိုမျိုးအချိန်ဆိုရင်ကျွန်တော်ကညနေဘက်တွေကိုပြောင်းပြီးမှတောက်ခိုင်းရတယ်ဒီလိုမျိုးအပြောင်းလဲလုပ်ရမယ်ပေါ့လေဆေးကိုဖြောင်းမြန်နေ့နဲ့ညနဲ့ကိုဖြောင်းမြန်လုပ်ပြီးမှပြောင်းပြရမျိုးရဲ့အခြေအနေရှိတယ်နောက်တစ်ခုကအင်ဆူလင်ထိုးရတဲ့သူတွေလည်းဒီညနေဘက်မှာအင်ဆူလင်တွေထိုးရဆိုရင်ကျွန်တော်ဆေးရဘယ်လောက်ရခိုင်နှုန်းလျှော့သွားရမလဲဘယ်လောက်ယူနေလျှော့သွားရမလဲဆိုတာသေချာဆရာဝန်နဲ့တိုင်ပြီးမှဆေးအတိုးလျှော့ရင်လုပ်ပေးရမယ်နောက်တစ်ခုကစီးကြိုရုပ်တက်ကြီးတက်သွားမှာကိုကြောက်တဲ့အတွက်ကျွန်တော်ကဥပုပ်ပြီးသွားတဲ့အချိန်ကြီးညနေဘက်တွေမှာအစာစားမယ်ဆိုရင်လည်းသေချာအာဟာရရှိတဲ့ဟာတွေကိုပဲရွေးစားဖို့ရယ်နောက်တစ်ခုကစီးကြိုတအားကိုရုပ်တက်ကြီးတက်သွားစေနိုင်တဲ့အချိုးရည်တွေအချိုးမုန့်တွေတအားကြီးမစားဖို့ရယ်ဆိုတာလေသေချာမှားကြရတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်စီးကြိုကြားရတယ်ကြောက်ဖို့ကောင်းတယ်ရုပ်တက်ကြီးအားရပါရကြီးခုန်တက်သွားရင်လည်းလူနာအသက်အန္တရာယ်ဖြစ်သွားတတ်တယ်အဲ့မှာဒီနေရာမှာမှားလို့ကစာရဲမှာလည်းဘလို့ထိရေးလဲဆိုရင်အဲ့ချိန်ကာလမှာဆိုရင်စီးကြိုမထိန်နိုင်တဲ့သူတွေဆိုရင်လက်ထိတ်ကိုသေချာဖောက်တင်တယ်စီးကြိုတအားကိုကျသွားတဲ့အခြေအနေတွေ80အောက်ကိုကျသွားရင်ကျွန်တော်ကဥပုပ်ဆောင်တာကိုဖြတ်တင်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ချိန်မှာဆိုစီးကြိုရုပ်တက်ကြီးပြုတ်ကျသွားရင်ကျွန်တော်ကအချိုရည်မီဝဲရမယ်မုတ်တစ်ခုစားရမယ်နောက်တစ်ခုကတအားဆိုးပြီးသတိလစ်သွားရဲဆိုရင်ကျွန်တော် glucose ဆေးထိုးရတယ်ပေါ့လေအဓိကဒီလိုမျိုးအခြေအနေမှာဆိုရင်ဥပုပ်ကဖြတ်ရမယ်အနေထားကြီးဖြစ်သွားနိုင်တယ်နောက်တစ်ခုကစီးကြိုကြီးတအားကြီးကိုများသွား80ဆိုတာကျတယ်ထဲသူကကြော်မဟုတ်ဘူးတအားကိုခုန်တက်သွားတယ်300ကျော်ကြီးပါဖြစ်သွားတယ်တအားကြီးရုပ်တရက်ကြီးစောင့်တက်သွားရင်လည်းကျွန်တော်ကစီးကြိုစိတ်တက်ပြီးတော့ဆေးရုံတက်ရတဲ့အချိန်ကြီးဖြစ်သွားတတ်တယ်အဲ့လိုမျိုးအခြေအနေမှာလည်းကျွန်တော်ကဥပုပ်ကိုဆက်ပြီးမှမစောင့်သင့်ဘူးလိုအပ်ရင်ကျန်းမာရေးအတွက်ကိုမူတည်ပြီးမှဥပုပ်ကိုဖြတ်သင့်ဖြတ်ရတယ်ပေါ့လေနောက်တစ်ခုကရေတောက်ရမယ့်အချိန်နဲ့အရင်ရေးကြည့်ကျွန်တော်ကဥပုပ်ကမနေ့နဲ့ညစောင့်တဲ့အချိန်မှာဆိုရေလည်းမတောက်အောင်အဲ့ချိန်ကျရင်ကျွန်တော်ကရေတောက်ရမယ့်အချိန်နေဝင်သွားတဲ့အချိန်မှာဆိုလည်းရေကိုများများတောက်ဖို့ကြိုးစားရမယ်ဘာဖြစ်လဲဆိုတော့ကျွန်တော် dehydration ရရဆိုရင်လည်းရေဓာတ်ခန်းချောက်သွားရင်လည်းလူနာကစီးကြိုသမားတွေမှာဒုက္ခရောက်သွားတဲ့အချိန်လေးဖြစ်နိုင်တယ်။ဒါမှမဟုတ်ရေဓာတ်ကိုလည်းသေချာရအောင်ဖြည့်တင်းရမယ်။ဥပုပ်ပြီးသွားတဲ့အချိန်တွေမှာရေကိုလုံလောက်ရအောင်တောက်ရမယ်။အစားအသောက်ကိုလည်းဒီစီးကြိုသမားစားရမယ်။ပုံစံအတိုင်းကိုပြည့်မီအောင်စားရမယ်။အာဟာရလည်းဖြည့်ရမယ်။စီးကြိုကိုလည်းရုပ်တရက်ကြီးကောက်တက်တာမျိုးလည်းမဖြစ်အောင်သေချာယူဆိုင်ရမှာပေါ့လေ။ဒီနေ့မှာတော့အစ္စလာမ်ဘာသာဝင်တွေဥပုပ်ဆောင်မဲ့သူတွေစီးကြိုသမားတွေဒီဥပုပ်အတွင်းမှာဘယ်လိုမျိုးကြီးဆောင်ရွက်ရမလဲဘယ်လိုမျိုးကြီးဆင်ခြင်ရမလဲဆိုတာနဲ့ပတ်သက်ပြီးကျမ်းမာရေးဘုဒ္ဓအေးရသွားနိုင်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့များဥပုပ်ဆောင်တွေရဲ့အတွင်းမှာချွေးစီပြန်လာရေးဂေယုံကြီးဖြစ်တာတွေဒီစီးကြိုကြရဲ့လက္ခဏာတွေရှိလို့ရှိရင်လည်းလက်ထိတ်ဖောက်ဖို့လုံးဝမမေ့ကြပါနဲ့
နောက်တစ်ခုကဒီ insulin တွေထိုးနေရတဲ့သူတွေစီးကြိုရုပ်တရက်ဆွဲချမယ် glycoside တွေတောက်ဝင်ရတဲ့သူတွေလည်းတေချာဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှဘယ်လိုမျိုးအတိုးလျှော့လုပ်တင်ကြောင်းကိုဒီနေရာမှာဘိုးစုတာလေးရအောင်မျှဝေခြင်းဖြစ်ပါတယ်